မေရိကန်နိုင်ငံရှိအလုပ်ကိုင်ကဏ္ဍအမေရိကန်နိုင်ငံတွင်အလုပ်ကိုင်သည့်အလွန်အရေးကြီးပါသည်အလုပ်တစ်ခုရှာဖွေခြင်းလျှောက်ထားခြင်းနှင့်ထိန်းသိမ်းခြင်းသည်တင့်မိသားစု၏အနာဂတ်နှင့်ဒုက္ခချမ်းသာအတွက်အရေးကြီးပါသည်၎င်းသည်မိမိကိုယ်ကိုဖူလုံမှုရရှိရန်အတွက်အမြန်ဆုံးနည်းလမ်းဖြစ်ပြီးအောင်မြင်မှုအတွက်လည်းမရှိမဖြစ်လိုအပ်ပါသည်သင်သည်အမေရိကန်နိုင်ငံသို့ရောက်ရှိသည်နှင့်တပြိုင်နက်အလုပ်တစ်ခုရှာဖွေရန်အဆင်သင့်ဖြစ်နေသင့်သည်အလုပ်တစ်ခုရှာဖွေခြင်းအသက်18နှစ်မှ64နှစ်ကြားရှိပြီးအလုပ်လုပ်နိုင်သောအရွယ်ရောက်ပြီးသူအမျိုးသားအမျိုးသမီးတိုင်းသည်အလုပ်ကိုင်ရှာဖွေရေးကိုဦးစားပေးလှုံ့ဆော်သင့်ပါသည်အစိုးရထောက်ပံ့ရေးသည့်အချိန်နှင့်ပမာဏအကန့်အသတ်ရှိသောကြောင့်သင်အမေရိကန်သို့ရောက်ရှိပြီးနောက်တက်နိုင်သမျှအမြန်ဆုံးအလုပ်ရှာရန်အရေးကြီးပါသည်အစိုးရဘက်ကအလုပ်ကိုင်အတွက်အာမခံပေးထားခြင်းမရှိပါအလုပ်ရှာရန်ရသရဘတ်သို့မဟုတ်လများစွာကြာနိုင်ပြီးအလုပ်အင်တာဗျူးများစွာကြော်ဖြတ်ရနိုင်ပြီးအလုပ်ရှာရန်နှင့်ရေဘူးရအင်တာဗျူးအကြံဉာဏ်များကိုလေ့လာရန်သင်၏အလုပ်ကိုင်ကျွမ်းကျင်သူနှင့်လက်တွဲလှုပ်ဆောင်သင်သည်သင်ကိုပထမဆုံးကမ်းလှမ်းသောအလုပ်သည်လစာနည်းနေခြင်းသို့မဟုတ်သင်နယ်ပယ်မဟုတ်သောအလုပ်တစ်ခုဖြစ်သည့်တိုင်ထိုအလုပ်ဟာသင်လက်ခံလှုပ်ဆောင်သင်ပြီးသို့မှသာသင်သည်အလုပ်မှတ်တမ်းတစ်ခုတည်ဆောက်နိုင်ကသင်မိသားစုကိုစတင်ထောက်ပံ့နိုင်မည်ဖြစ်သည်သင်ကိုကမ်းလှမ်းသည့်အလုပ်ကိုညှင်းဆိုလိုက်ပါကအစိုးရထောက်ပံ့ရေးများဆုံးရှုံးသွားနိုင်ပါသည်တူညီသောအလုပ်တစ်ခုတွင်လျှောက်ထားသူအများပြားရှိတတ်သောကြောင့်နယ်ပယ်တစ်ခုတွင်အခြေခံအဆင့်ရာထူးဖြင့်အလုပ်တစ်ခုကိုလက်ခံလို့စိတ်ရှိထားရန်အရေးကြီးပါသည်အလုပ်မှတ်တမ်းကောင်းတစ်ခုတည်ဆောက်ရန်သင်သည်အလုပ်တစ်ခုတွင်အနည်းဆုံး6လလုပ်ကိုင်သင်သည်အမေရိကန်နိုင်ငံတွင်အလုပ်ယဉ်ကျေးမှုအမေရိကန်နိုင်ငံသည်အလုပ်ကြိုးစားသူများအတွက်အခွင့်အလမ်းများစွာရှိသောနေရာတစ်ခုဖြစ်သည်ပုံမှုကောင်းမွန်ပြီးလစာပိုရသည့်အလုပ်တစ်ခုရရှိရန်အတွက်အင်္ဂလိပ်လိုပြောတတ်ဖတ်တတ်ရေးတတ်ရန်လိုအပ်ပြီးစွမ်းရည်အသစ်များကိုသင်ယူရန်လိုအပ်သည်အကယ်၍သင်သည်တင့်နိုင်ငံတွင်စနစ်တကျသတ်မှတ်ထားသည့်အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကိုလုပ်ကိုင်ခဲ့လျင်အမေရိကန်နိုင်ငံတွင်ထိုနယ်ပယ်၌အလုပ်မလုပ်မီသင်တန်းတက်ရန်နှင့်အတိမတ်ပြုအောင်လက်မှတ်ရယူထားရန်လိုအပ်ပါသည်အမေရိကန်နိုင်ငံတွင်အမျိုးသမီးများရောအမျိုးသားများပါအလုပ်လုပ်ပါသည်လုပ်သားအင်အားထက်ဝက်ခန့်သည့်အမျိုးသမီးများဖြစ်ပြီးအဆင့်ဆင့်တိုင်းတွင်အမျိုးသားများနှင့်တူညီသည့်အလုပ်များကိုလုပ်ကိုင်ကြသည့်အပြင်အခါတရံတွင်အမျိုးသားအလုပ်သမားများကိုကြီးကြပ်ရလေရှိသည်အမေရိကန်နိုင်ငံတွင်အသက်14နှစ်နှင့်အထက်ကလေးများသည့်အချိန်ပိုင်းအလုပ်များတွင်အလုပ်လုပ်နိုင်တော်လဲ၎င်းတို့လှုပ်ဆောင်နိုင်သည့်နာရီအရေအတွက်နှင့်၎င်းတို့လုပ်နိုင်သည့်အလုပ်အမျိုးအစားများအတွက်အကန့်အသတ်ရှိနိုင်ပါသည်အမေရိကန်နိုင်ငံရှိလူငယ်အများစုသည်ကျောင်းပြီးချိန်စနေတနင်္ဂနွေနှင့်အားလပ်ရက်များတွင်အချိန်ပိုင်းအလုပ်လုပ်ကြသည်အမေရိကန်နိုင်ငံတွင်လူငယ်အလုပ်သမားများကိုအကာအကွယ်ပေးသည့်ဥပဒေများလည်းရှိပါသည်အလုပ်ကိုင်ခွင့်ရေးများနှင့်တာဝန်များအမေရိကန်နိုင်ငံတွင်ဝန်ထမ်းများသည့်အလုပ်ခွင်တွင်ရှိရမည့်ခွင့်ရေးနှင့်လုပ်ဆောင်ရမည့်တာဝန်များရှိသည်တင်လုပ်ကိုင်ပေးသည့်အလုပ်အတွက်လောက်ခရရှိရမည်ဟုသောခွင့်ရေးရှိပြီးအလုပ်ကိုင်ဥပဒေများသည်အလုပ်သမားများအားအန္တရာယ်များသောအလုပ်လုပ်ကိုင်မှုအခြေအနေများမှကာကွယ်ပေးပါသည်အလုပ်ရှင်သည်တင့်အသက်အရွယ်မတန်ဆွမ်းမှုအိမ်တော်ရေးအခြေအနေလူမျိုးစုသို့မဟုတ်နိုင်ငံသားဇာတိလူမျိုးရေးဘာသာရေးသို့မဟုတ်ကြားမှစသည့်အချက်များနှင့်ပတ်သက်၍ခွဲခြားဆက်ဆံပြီးတင့်အားအလုပ်ခံရန်ညှင်းပယ်ခြင်းသို့မဟုတ်ယာရုတိုးရန်ညှင်းပယ်ခြင်းပြုလုပ်ရမရပါသို့သောအထူးသဖြင့်အစိုးရလုပ်ငန်းများတွင်အချို့သောအလုပ်များသည့်အမေရိကန်နိုင်ငံသားများသာလုပ်ကိုင်ခွင့်ပေးထားသည်အလုပ်သမားများသည့်ခွဲခြားဆက်ဆံမှုနှင့်နှောက်ယှက်စော်ကားမှုများကင်းစင်သောပတ်ဝန်းကျင်တွင်အလုပ်လုပ်ပိုင်ခွင့်ရှိပြီး၎င်းလုပ်ရများတွင်ပါဝင်သည့်များမှာလိင်ပိုင်းဆိုင်ရာနှောက်ယှက်စော်ကားခြင်းတစုံတဦးကိုစိတ်မသက်မသာဖြစ်စေသောသို့မဟုတ်မလုံခြုံစေသောလိင်တဘာဝအရာမလိုလားအပ်သောအပြုမှုများလူမှုရေးသို့မဟုတ်ဘာသာရေးပိုင်းဆိုင်ရာနှောက်ယှက်စော်ကားမှုအနိုင်ကျင့်ခြင်းသို့မဟုတ်ချိန်ချောက်ခြင်းစိုးရိမ်ဖွယ်ရာများကိုသတင်းပို့တိုင်ကြားခြင်းသို့မဟုတ်တင့်အခွင့်အရေးများကိုအခိုင်အမာထုတ်ဖော်အသုံးချခြင်းအပေါ်လက်တုံ့ပြန်ခြင်းအမေရိကန်နိုင်ငံတွင်လောက်ခစားအလုပ်သမားတဦးအနေဖြင့်အမေရိကန်နိုင်ငံရှိနေထိုင်သူအားလုံးအတွက်ပံ့ပိုးပေးသည့်ပရိုဂရမ်များဥပမာပညာရေး SNAP Medic အိတ်နှင့်အများပိုင်းလမ်းများကိုကူညီပံ့ပိုးပေးရန်အတွက်နှစ်စဉ်ဝင်ငွေကုန်ပေးဆောင်ရန်တာဝန်ရှိပါသည်တင်နေထိုင်ရာနေရာရှိဖက်ဒရယ်နှင့်ပြည်내အစိုးရများကိုအခွန်ပေးဆောင်ရန်တာဝန်ရှိပါသည်တင်အခွန်ငွေများကိုနှစ်စဉ်နှစ်တိုင်းတင်သွင်းရာတွင်ကူညီပေးနိုင်သည့်စေတနာဝန်ထမ်းဝင်ငွေကုန်ပံ့ပိုးကူညီမှုစိုက်အဖြစ်ပြည်တွင်းအခွန်များဝန်ဆောင်မှုမှာအတိအမှတ်ပြုထားသောဒေသတွင်းအကျိုးမြတ်မယူသောအဖွဲ့အစည်းများကိုရှာဖွေ၍အကူအညီရယူနိုင်ပါသည်မေးလေရှိသောမေးခွန်းများအလုပ်ကိုင်ရှာဖွေရာတွင်အကူအညီရရှိမည်လားအဖွဲ့အစည်းများသည်တင်ပြန်လည်အခြေချနေထိုင်ရာနေရာတိုင်းတွင်အလုပ်ကိုင်ဝန်ဆောင်မှုများကိုပံ့ပိုးကူညီပေးမည်ဖြစ်တော်လဲအလုပ်ကိုင်ရှာဖွေခြင်းနှင့်ထိန်းသိမ်းခြင်းကို
တင်ကိုယ်တိုင်သာအဓိကဦးဆောင်၍လှုပ်ဆောင်ရမည်ဖြစ်ပါသည်ကျွန်ုပ်ဒီမိကဲ့သို့သောအလုပ်အမျိုးအစားများကိုရရှိနိုင်မည်သည်တင်၏ပထမဆုံးအလုပ်သည်တင့်မွေးရမြေတွင်လုပ်ကံခဲ့သည့်အလုပ်နှင့်တူညီသောအလုပ်သို့မဟုတ်တူညီသောနယ်ပယ်မှအလုပ်တစ်ခုဖြစ်နိုင်မည်မဟုတ်ပေ၎င်းသည်အခြေခံအဆင့်အရာတို့ဖြင့်အလုပ်ကျွမ်းကျင်ပညာရှင်မဟုတ်သောအလုပ်တစ်ခုဖြစ်နိုင်သလိုယာယီသို့မဟုတ်အချိန်ပိုင်းအလုပ်တစ်ခုလည်းဖြစ်နိုင်သည်အမေရိကန်နိုင်ငံတွင်လူနေမှုစရိတ်မြင့်မားသောကြောင့်အမျိုးသားနှင့်အမျိုးသမီးနှစ်ဦးစလုံးအိမ်ပြင်ထွက်၍အလုပ်လုပ်ရန်လိုအပ်နိုင်ပါသည်ကျွန်ုပ်ရဲ့အလုပ်တို့မြည်သို့သွားရောက်နိုင်မည်နီအများပိုင်းတည်ယူပို့ဆောင်ရေးများကို USG မြို့အများစုတွင်အသုံးပြုနိုင်ပါသည်ဒီပထမဆုံးအလုပ်တို့သွားရောက်ရန်အများပိုင်းတည်ယူပို့ဆောင်ရေးများအပေါ်အားထား၍အသုံးပြုရန်လိုအပ်နိုင်ပါသည်